ပြီးခဲ့တဲ့ဩဂုတ်လ14ရက်နေ့မှာအပြည်ပြည်ဆိုင်ရာ World Viewer Foundation ဟာအနာဂတ်ရဲ့အဓိကအခန်းကဏ္ဍဖြစ်တဲ့စေကျော်သက်တွေအတွက်ကျမတို့ရဲ့လူမှုအဖွဲ့အစည်းနဲ့ကမ္ဘာမြေအပေါ်ပုံမကျေပြန့်စွာနားလည်လာစေဖို့နဲ့မှန်ကန်တဲ့စာရိတ္တတွေမွေးမြူနိုင်ဖို့အတွက်2023ခုနှစ် World View ကျောင်းစေကျော်သက်တွေအတွက်စာရိတ္တပညာရေးအထူးဟောပြောပွဲကိုကျင်းပခဲ့ပါတယ်။ကိုရိုနာကပ်ရောဂါပြီးဆုံးပြီးနောက်ပြန်လည်စတင်ခဲ့တဲ့ဒီပညာရေးအစီအစဉ်မှာစောင်းနံဒေတာကအလဲတန်းနဲ့ထက်တန်းကျောင်းသားအယောက်50လောက်တက်ရောက်ခဲ့ပါတယ်။ 이 스티커는 첫인상 스티커라고 하는데요. 이 첫인상을 통해서 이 주변에 있는 친구들과 간단하게 인사하는 시간을 한번 가져보도록 하겠습니다. ပညာရေးအစီအစဉ်အလေးနဲ့မစတင်ခင်မှာပထမဆုံးတွေ့ဆုံလို့အနေခက်ပြီးစိမ့်သက်နေတဲ့အငွေ့သက်တွေကိုပြေလျော့စေဖို့အတွက်ရင်းနှီးမှုရယူတဲ့ ice breaking ကိုပြုလုပ်ခဲ့ပါတယ်။ကျောင်းသားတွေဟာပထမအမြင်စတစ်ကာတွေကတ်ချင်းနဲ့ balance game ကစားခြင်းကတဆင့်အချင်းချင်းရင်းနှီးမှုရယူပြီးတော့ပျော်ရွှင်ပြီးတက်တောင့်တက်တာရှိတဲ့အခြေအနေမှာပညာသင်ကြားနိုင်ခဲ့ကြပါတယ်။စုစုပေါင်းသင်ခန်းစာ3ခုနဲ့ကျင်းပခဲ့တဲ့ဒီနေ့ပညာပေးအစီအစဉ်မှာအပြည်ပြည်ဆိုင်ရာ World Viewer Foundation ဥက္ကဋ္ဌဂျန်ကီဂျာရဲ့စာရိတ္တပညာရေးအထူးဟောပြောပွဲအပြင်ပညာရှင်တွေရဲ့ကမ္ဘာနိုင်ငံသားပညာရေးနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးမှုတွေပါဝင်ခဲ့ပါတယ်။ပထမသင်ခန်းစာစာရိတ္တပညာရေးအထူးဟောပြောပွဲမှာဥက္ကဋ္ဌဂျန်ကီဂျာကဗမာကိုကြီးတိုက်ပွဲအဖြစ်ပြက်အလက်ဇန်ဒါမင်းကြီးအကြောင်းနဲ့တမန်ကျမ်းစာတွေကရှမာရိလူဥပမာစတဲ့ပုံပြင်မျိုးမျိုးကတဆင့်စေကျော်သက်တွေထားရှိရမယ့်အရေးချင်းဖြစ်တဲ့သူတစ်ပါးကိုပို့ထက်တာတယ်လို့မှတ်ယူတဲ့စိတ်ကိုကြိုးမဖက်တဲ့စိတ်ကိုအလေးပေးပြောကြားခဲ့ပါတယ်။ 여러분들이 바른 인간 관계를 배우고 익혀서 악하고 무질서한 세상을 바르게 세워서 미래의 세계는 좀 더 선한 세상, 평화로운 세상, 기쁨이 넘치는 세상, 서로 힘이 되는 세상, 서로를 격려하고 응원할 줄 아는 세상을 만들어가는 멋있는 주인공들이 되어 주시기를 바랍니다. ပထမသင်ခန်းစာပြီးတဲ့နောက်မှာတော့စေကျော်သက်တွေရဲ့စာနာနားလည်မှုပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာတွေကိုမြင့်တင်ပေးမယ့်အစီအစဉ်မျိုးမျိုးကိုပြင်ဆင်ပေးခဲ့ပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာပညာပေးချိန်မှာတော့ရာသီဥတုအကျပ်တဲရဲ့အကြောင်းရင်းတွေနဲ့တဘာဝဘေးအန္တရာယ်တွေရဲ့လက်ရှိအခြေအနေကိုသိရှိစေခဲ့ပြီးရာသီဥတုအကျပ်တဲကိုကျော်လွှားဖို့အတွက်စေကျော်သက်တွေရဲ့အခန်းကဏ္ဍနဲ့လှုပ်ဆောင်ချက်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။တတိယသင်ခန်းစာမှာတော့ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဖြစ်မှုပညာပေးအနေနဲ့တဦးချင်းစီရဲ့ကိုယ်ရည်ကိုယ်သွေးကိုလေးစားဖို့ပွဲပြားမှုတွေကိုလက်ခံဖို့နဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်တဲ့ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားတွေရဲ့အခန်းကဏ္ဍအကြောင်းသင်ကြားပေးခဲ့ပါတယ်။ 21세기 지구촌의 가치라고 하는 것은 인간의 존엄성과 자유와 평등과 그리고 평화라는 것이죠. 나의 가치를 존중하고 이웃의 가치를 존중하고 지구 마을 모든 이웃의 가치와 존엄성을 우리가 인정하는 것이 굉장히 중요하다. 서로 이웃과 더불어 나누며 배려하며 공존한 그런 삶을 사는 거기서 진정한 행복을 가는 우리 오늘 수업받은 이 학생들이 서로 정말 행복하게 나누면서 배려하면서 더 나은 사회를 구성할 그런 노력과 그런 자세를 갖는다 그러면 참 이 오늘 교육의 의미가 크다고 생각합니다.
환경 오염에 대해서 아이들이 심각성을 좀 인식을 했으면 좋겠고 생활 속 실천을 해서 예방 교육이 좀 됐으면 좋겠다는 생각으로 진행을 했고요. 특강 속에서 이타심은 부모님께 효도하고 형제 자매를 사랑하고 친구들과 친하게 지내고 먼저 인사하는 것이라 배웠는데요. 학교에서 친구들에게 먼저 다가가는, 먼저 배려를 베푸는 학생이었을까 저 자신을 다시 돌아볼 수 있는 아주 좋은 시간이었던 것 같습니다. 남을 위해서 먼저 배려하고 제 이득보다 친구의 이득을 더 배려해주면서 노력해야겠다고 생각했습니다. 학교에서 선생님들을 만나면 사실 먼저 인사하기가 좀 힘들어서 간혹 못했던 경우가 있는데요. 오늘 이 인성교육을 통해서 인사하는 모습이 더 중요하다고 말씀해 주셨으니까 선생님들이나 친구들을 만났을 때 먼저 인사하는 모습을 보여야겠다고 생각했고 선배인 내가 먼저 본이 되어서 후배들에게도 먼저 인사할 수 있는 그런 모습, 학생이 되어야겠다고 생각했습니다. 말하는 것 하나나 또 행동하는 것 하나나 조금 배려하는 마음, 존중하는 마음을 담아서 바른 언어, 또 바른 행동으로 친구들에게 실천하고 싶습니다. အပြည်ပြည်ဆိုင်ရာ Willow ဖောင်ဒေးရှင်းဟာကြီးထွားလာနေတဲ့စေကျော်သက်တွေရဲ့အပြုသဘောဆောင်တဲ့တန်ဖိုးထားမှုတွေနဲ့မှန်ကန်တဲ့ဇယိုက်လက္ခဏာတွေပြိုးထောင်ပေးဖို့အတွက်စာရိတ္တပညာရေးကိုအဆက်မပြတ်လှုပ်ဆောင်လာခဲ့ပါတယ်။နောက်မှလည်းမိဘပညာရေးပတ်ဝန်းကျင်ပညာရေးနဲ့ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားပညာရေးစတာတွေကိုပုံမကြဲကြဲပြန့်ပြန့်လှုပ်ဆောင်ပြီးအားလုံးကအတူတကွပျော်ရွှင်စွာနေထိုင်နိုင်တဲ့လူ့ဖွဲ့စည်းတစ်ခုဖြစ်လာဖို့အတွက်အပြည်ပြည်ဆိုင်ရာ Willow Foundation ရဲ့ကြိုးပမ်းမှုကဆက်ရှိနေဦးမှာဖြစ်ပါတယ်။